ကလေးတယောက်ဟာသူ့ဘဝတစ်လျှောက်လုံးလေယာတစ်ခုမှာနေထိုင်ခဲ့ရပြီးအဲ့ဒီနေရာမှာနေရတာကတေးရတာထက်တောင်ပိုဆိုးရွားလာပါတယ်ဒီလေယာမှာလူတွေကိုပင်လယ်ရေအောက်နဲ့ဆိုင်တဲ့နေရာတွေထဲထိငုံရှူပြီးခရုခုံတွေကပလဲတွေကိုရှာဖွေထုတ်ယူနိုင်အောင်လေ့ကျင့်ပေးကြပါတယ်ဒီလေ့ကျင့်မှုကအလွန်အန္တရာယ်များတာကြောင့်ရေငုပ်သမားအများအပြားဟာလေ့ကျင့်နေစဉ်အတွင်းအသက်ဆုံးရှုံးခဲ့ကြပါတယ်မိန်းကလေးကတော့တနေ့နေ့မှာဒီလေယာကနေလွတ်မြောက်နိုင်ဖို့အမြဲတမ်းအိမ်မက်မက်နေခဲ့ပါတယ်တနေ့မှာလေယာကြီးကြပ်ရေးမှုကဒွန်ဝေါရေကန်ထဲကနေပလဲတစ်လုံးကိုပြန်ယူလာနိုင်သူကိုစုချင်းငွေအမြောက်အများပေးမယ်လို့ကြေညာလိုက်ပါတယ်ဒွန်ဝေါရေကန်ဟာတေးစေနိုင်လောက်တဲ့ပင်လယ်သတ္တဝါတွေနေထိုင်တဲ့အန္တရာယ်အလွန်များတဲ့ပင်လယ်ပြင်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်အဲ့ဒီနေရာကိုပလဲရှာဖို့သွားခဲ့ဘူးသူတွေကဘယ်သူမှအသက်ရှင်ပြီးပြန်လာနိုင်ခဲ့ခြင်းမရှိပါဘူးဒါပေမဲ့လွတ်မြောက်ခြင်းစိတ်အလွန်ပြင်းပြနေတဲ့ရေငုပ်သမားအချို့ကဒီအန္တရာယ်ကြီးမားတဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ကြပါတယ်အဲ့ဒီထဲမှာမိန်းကလေးတွေမို့လည်းပါဝင်ပါတယ်သူတို့အားလုံးဟာလှေတစ်စီးနာ